Hello အားလုံးပဲမင်္ဂလာပါเนาะဒီနေ့မှာတော့ Kristen က make နဲ့ do နဲ့ဘာကွာလဲဆိုတာကိုပြောပြသွားပါမယ်။အရင်ဆုံး make ပေါ့เนาะ make ကတော့တစ်ခုခုကို create လုပ်လိုက်တာ produce လုပ်လိုက်တာဒါမှမဟုတ်တစ်ခုခုတည်ဆောက်လိုက်တာပေါ့เนาะ do ကကြတော့အဲ့လိုမဟုတ်ပါဘူး action တစ်ခုခုကိုလုပ်ဆောင်တာလုပ်စရာကိစ္စတစ်ခု activity မျိုး task တွေကိုလုပ်ဆောင်တာကို do လို့ခေါ်ပါတယ်။ဒါဆိုလို့ရှိရင် make နဲ့တွဲသုံးတဲ့အသုံးလေးကိုလေ့လာကြည့်ရအောင် make a cake ကိန်းမဖုတ်တယ် make a mistake အမှားကျူးလွန်တယ် make a decision ဆုံးဖြတ်ချက်ချတယ် make money ပတ်စံရှာတယ် make a plan အစီအစဉ်ရေးဆွဲတယ်ပေါ့နော်ဒါလေးတွေက make နဲ့သုံးပါတယ်ကဲဒါဆိုလို့ရှိရင် do ကကြတော့ do နဲ့သုံးတာလေးတွေကတော့ do homework အင်စာလုပ်တယ် do the dishes ပကံဆေးတယ် do exercise လေ့ကျင့်ခန်းလုပ်တယ် do work အလုပ်လုပ်တယ် do business စီးပွားရေးလုပ်ငန်းတွေလုပ်တယ်ပေါ့နော်ဒါလို့ဆိုလို့ရှိရင် make နဲ့ do ရဲ့ဂျားထဲကကွာခြားချက်လေးကိုသဘောပေါက်ပြီးလို့ပြောလဲပါတယ်ဒါဆိုလို့ရှိရင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် see you in the next video ပါ bye bye